ကြီးရလဲ Owishi နဲ့သွားပြီးတော့ညှိတာဆိုတော့အဲ့တော့ခက်ကနားတစ်ဝိုင်းမှာတွေ့နေညှိနေတဲ့တစ်ချက်မှာ YG ရဲ့ not နေတဲ့ Romeo တယောက်အနေနဲ့ကတော့လက်ရှိမှာ face ထားခဲ့ရပြီး Owishi 2 man down ရဲ့ချင်းနေဆိုတော့2 vs 3ဆိုတဲ့ချင်းနေမျိုးတော့ဆက်ပြီးတော့တွေးရမယ်ထင်တယ် Smoke ဒီမှာ Kimi ချက်ချင်းပဲ not နေခဲ့တဲ့ player ပြန်ပြီး save ထားနေတလုံးဆိုဘေးပဲရွှေ့လာတဲ့ point နေ back ကိုပါတမ်းပြီးပြစ်ကျဲပေးနေခဲ့တဲ့ shock weight ထိသွားတယ်တွေးရတော့တော်တော်လေးကိုင်းနေခဲ့တဲ့တစ်ချက်မှာ skip ကိုပါနေနေပဲ smile နေတလုံးနဲ့ပဲပြန်ပြီးတော့ထူးခြားထားတဲ့ချက်မှာ paradox တွေးရတော့ design က quality shock weight ထိအောင်နဲ့ not နေစမှာ paradox ကတော့ low တဲ့ပါနေတဲ့ပြီးတဲ့ဒီအောက်မှာ not နေပြီးမာနဲ့ wham ပြီးပဲနောက်မှလည်း YG7 တယောက်နဲ့ပဲကျန်တော့မာနဲ့ကိုမရမကတွေအပါခေါ်သွားခဲ့ပြီး YG ပြောစရာကောင်းတဲ့ဘက်တွေကတော့ဒီချိန်မှာသူတို့ဘက်က2 man အောင်ပြန်ပြီးပေးလိုက်ရတဲ့အနေထားလို့တော့ပြောရလိမ့်မယ်ဗျာဆိုတော့လောလောဆယ် Chania Smile နဲ့ C Cloud ပဲရှိတော့မယ်ဆိုတော့မာနဲ့တူတူ Roy ပါပေးလိုက်ရတဲ့အချိန်นี้ Thinky ကတော့ 5k တော့ရရှိထားခဲ့တယ်ဆိုပေမဲ့သူတို့လေရင်မှာဆက်ဆိုင်မဲ့ battery အတွက်ကတော့တော်လေးတော့ဒါပြောရမယ်ဆိုရင်ဒီမှာ full square အပြည့်တက်လာတဲ့အသင်းတွေနဲ့တွေ့ရမယ်ဆိုရင်တော့သူတို့အတွက် Annie တော်တော်လေးများတဲ့အချိန်ကြီးတော့ရောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ဗျာအဲ့လေဒီကန်ကန်နာတဝိုက်ကကွန်မောင်းနေပန်းပါပဲလာပြီးတော့ကျွန်တော်တို့ဒီလိုစီလူတင်လေးပြန်ပြီးတော့လောက်နေကြ position လေးပြန်ပြီးထိန်းထားပြီး zone control လုပ်ဖို့တော့စဉ်းစားထားခဲ့ရင် go ရဲ့ကျွန်တော်တို့ super side တယောက် knock out တခြားခံထားခဲ့ရပြီနောက်မှလည်းပြန်ပြီးထောက်တယ် chilly YG ဆို player C Cloud ရဲ့ပြစ်ခတ်ပေးတဲ့ဒီအောက်မှာပဲ knock out တခြားခံထားခဲ့ရပြန်ရင်းနဲ့ကိုကျွန်တော်တို့ knock နေခဲ့တဲ့အမှုရ chilly knock နေခဲ့တဲ့တစ်ချက်ပြန် save လို့တော့မရတော့ဘဲနဲ့ပျောက်သွားခဲ့ပြီကျွန်တော် C Cloud key point 1 gate ထပ်ပေါင်းသွားခဲ့ပြီ observation for ကလည်းဟိုးဘက်မှာ WI web နဲ့တော့သွားပြီးတော့ညှိနေတယ်တယောက်ပြီးတယောက်ခေါ်တာ Smile ကလည်းဘက်နောက်ကနေလမ်းပြီးတော့ပြစ်တယ်ကျွန်တော်တို့တွေးမြင်ရတဲ့အတိုင်းပဲ goal ဒီနဲ့ဆိုင်နေတဲ့ battle ကိုသူတို့က third party join တယ်ကျွန်တော်နှစ်ယောက်နဲ့အစမပြေတော့လို့ထင်ခဲ့တာသူတို့ကတော့မရမကားတွေဝင်လုံးပြီးတော့ကေးကောက်နေတဲ့အချိန်တွေမျိုးမှာ goal ရဲ့ ban နီတော့နေနေပဲ knock ပြီးထားတယ်ထမ်းမမီဟိုးဘက်နောက်မှာလည်း MH ပဲနောက်တစ်ချက်နဲ့ပဲထမ်းမမီ knock ခံထားတဲ့ပုံစံတစ်ခုအောက်မှာနေတလုံးထပ်ပြည့်တဲ့ဘင်းခြေပေါ်မှာကာဗာလီဆက်လက်ပြီးရယူထားနေကြတယ်မိုင်းရဲ့ပတ်ပြီးတော့ထောက်ပေးချက်ဒီအောက်မှာလည်း MH ကိုကေးတွေကောက်ထားရင် squishy Benny 3ရတော့တကယ်ကို sexy တစ်စက်ပဲရှိတော့မယ်တဲတဲ့နေ push ပြီး C Cloud web ပြီး web smile မှာထပ်ပြီးတော့ပါလာနေခဲ့ပြီလို့ပြောရင် killing စေးထိုးလို့ပြီးသွားခဲ့တယ်ဒါနဲ့မတောင်းနေ web ပြီး web မှာ C Cloud ရှင်းပြီးတော့ pick up ပေးနေခဲ့ပြီခုံသွားတယ်ပတ်ပြီးတော့အင်းရဲ့ဒါနဲ့ knock နေခဲ့တဲ့တယောက်မပြောင်းဆုံးသွားခဲ့ပြီနောက်မှလည်း smile မှာပါဝင်ပတ်သက်လာတဲ့ဒါနဲ့မှ smile clash ပေးမှုတွေအောက်မှာပဲနောက်ဆုံးကျွန်တော်တို့ဒါတွေ့နေရတဲ့အတိုင်းဒီဘက်မှာ battle ဖြစ်သွားခဲ့တယ်ဒီနှစ်သင်းဖြစ်တဲ့ကျွန်တော်တို့ God 7 go နှစ်သင်းလုံးမှာသူတို့က third party win drive ပြီး Thinky ကတော့တကယ်ကိုအများဆုံး 10k တိပါရယူထားနိုင်ခဲ့ပြီလေဖြစ်ပါတယ်ခင်ဗျာပုံစံမျိုးမှာတော့ဒါတော်တော်ကြီးကိုဇုံထဲဝင်ခွင့်အတွက်ကြာသွားတဲ့ key point လို့ပဲပြောရမှာဗျဟုတ်ပါတယ်ခင်ဗျာတကယ်ကိုကျွန်တော်တို့ဒါမြင်တွေ့ရတဲ့အတိုင်း Falcon GOE ရှေ့ဘက်မှာလေ Jenny ရဲ့ smile WI Web ရဲ့ player တွေကိုပါစတင်ပြီးကျွန်တော်တို့ K တွေကောက်နေပြီ Hisoka ပါထပ်တော့သွားရကြားထဲမှာ28တယောက်သေးပဲရှိတော့မယ်ကားနောက်လေးမှာကာဗာလီပြင်ထားရကြားတယ် WI Web နော်နေခဲ့တဲ့နောက်ဆုံး Jenny ရဲ့28 လဲ sexy သွေးပဲကျန်တော့မှာကုန်ဒီမှာခင်းဒီလေးပဲပြန်ပြီးတော့ healing ပြန်လုပ်ဖို့လုပ်နေရယ် smile နဲ့ကျွန်တော်တို့ C Cloud 2ယောက်တည်းကြံကမှပို့ပြီးတော့ strong နေခဲ့ပြီးတော့နောက်ပွဲလဲ2ယောက်တည်းချန်လိုက်ပါလားဆိုတော့ကျွန်တော်တကယ်ကိုပတ်လေပတ်ပြင်းနေရနေတဲ့ပေါ်တယ်ဟော cycle HD နားတစ်ဝိုက်ကိုပဲကျွန်တော်ပတ်ကြည့်နေခဲ့ရင်တကယ်ကိုကျွန်တော် AG7 player တွေတိုးလာတဲ့ဘက်ကိုပြန်ထောက်ပေးဖို့တော့စဉ်းစားထားနေကြတာလည်းဖြစ်တယ်ဒါတကယ်ကိုကျွန်တော် YG ရန်ကုန် Glady ကိုကျွန်တော်73မှတ်ထိပါကြာယူထားနေခဲ့ AG7 တွေရွှေ့လာမဲ့ကျွန်တော်ခင်းထားတဲ့ smoke ထဲကိုလမ်းပြီးနေတွေဖမ်းကျဲပြနေခဲ့ C Cloud နဲ့ Smileတကယ်ကိုရထားတဲ့ကျွန်တော်တို့ point လေးမှာပဲကားလေးနဲ့ cover လို့ smoke လေးနဲ့ vision block ပြီးတော့ဆိုတော့သူတို့အနေနဲ့ AG7 ကိုတော့ရတော့ဒုက္ခတွေပေးပြီးလမ်းပြီးနေတွေပဲတောက်လျှောက်တော့ကျဲချပေးနေခဲ့ဆိုမဲ့နေကတော့နေငယ်ဆိုလိုအပ်နေခဲ့တဲ့အချိန်လေးမှာရှိနေခဲ့ပြီး AG7 ရဲ့ဗိတ်ထားတဲ့ကျွန်တော်တို့နေတွေကလည်းတော်တော်လေးတော့လုံဖြစ်နေခဲ့တဲ့ဆိုမဲ့ maybe ရဲ့ဘေးနားကိုရောက်လာပြီး shock wave ဆို C Cloud ရဲ့ပြစ်ခတ်ပေးတဲ့ဒီအောက်မှာလည်း faint စားတယ်မီနောကတော့ချာခံထားခဲ့ရပြီ 3 man life ဟိုးဘက်က away Phoenix ရဲ့ back over 11 ညော်စေးက7 man တော့ပြီးသွားခဲ့ပြီတကယ်ကို away ပဲပြန်တော့ပြီးတိုင်းချက်မှာနောက်ထပ် C Cloud go ပါပြန်တော့တယ် 3 man တောင်းနေခဲ့ပြီလားလို့ပြောရင်ကျွန်တော်တို့ AG17 ပြီးတော့မှပြောက်ဖို့ရများနေခဲ့ပြီရှောင်းမတက်ပြီးထားတဲ့အချိန်ဒီမှာမတိုးလာနဲ့အနာမကက်လာနဲ့ရောင်လို့တော့မဝင်လာနဲ့လို့ပြောရင်ပတ်တော့ပြဲနေခဲ့တဲ့ပုံစံတွေကြပါတကယ်ပဲကျွန်တော်တို့နောက်ဆုံးကြီးနေခဲ့တဲ့ babyတယောက်ထင်းနေပဲ prone to prone နဲ့ပဲဆက်ပြီးတော့နေရတဲ့အခြေအနေမျိုးဖြစ်နေရင်တော့ပျော်ရှင်စရာတော့ကောင်းမနေခဲ့တော့ဘူး AG17 ခုနကမှတိုးလာတာ4ယောက်လုံးရှိနေသေးရဲ့ဒီချိန်ဒီမှာ YG ရဲ့နေတွေလုံးပြီးတော့ပေးထားတဲ့ pressure တွေကြားထဲမှာတကယ်ကိုနောက်ဆုံးနေနဲ့ပဲပျောက်ဆုံးသွားတော့မှလားလို့ပြောရင်အိုင်နေနဲ့ပဲ smile ဖြတ်ချထားခဲ့ရင် 18k bro တ
တကယ်ကိုကျွန်တော်တို့ဒါ YG Two man alive လုံးပြထားနေခဲ့တာတော့တကယ်နောက်ဘက်2ယောက်ပဲကျန်မှာတော့